ပေးလည်းမချစ်တဲ့ဦးရဲ့ဟင်းလည်းမချစ်တဲ့ဦးရဲ့ဈေးလည်းမတော်တဲ့ဦးရဲ့ဘာဆိုဘာမှမလုပ်တဲ့ဦးဒါကပဲကတတာကမယ်ဆိုမယ်ပြုံးမယ်ချင်းနေလေ့လာမယ်ချင်းနေလေ့လာမယ်ဒါသားရဲ့ဘောဒနာဟုတ်တယ်သားရဲ့ဝမ်းစာဟုတ်ပြီအဲ့တော့သားတော်မယ်ရောက်ခမကြီးတို့ဒါပြောလိုက်ချင်တာဘယ်လိုပါလဲဒီသချင်းလေးနဲ့ပြောလိုက်ချင်တာကြားမယ်ဗျာမင်းသားတမတ်တဲ့ကဲမင်းသားတမတ်လာပြီဗျာမင်းသားတမတ်မင်းသားတမတ်ဖြစ်ချင်ရင်လက်ညှိုးထောင်းထောင်းပါဦးဟေးဘာမှမချက်တတ်ပါဘူးဆိုမှထောင်းညာသေးတယ်ဟေးအောင်စုကလေးဘဝတော့ကအဖေကငါသားလေးရဲ့ဒီကိုရေကပ်ပြီးပေါ်ခိုင်းတော့တကယ်စီရရဲ့တော့ကြုံတော့ရအောင်မေဖေမလုံးစီရီပြီးကရှောင်းပြေးခဲ့ပေါ်ကွယ်အမေကလည်းအေးတွေ့ဟင်းစားရအောင်တိုင်းရဲ့စီရောက်စမ်းမခိုင်းတော့ဘူးရကျွဲတာနေမကောင်းလို့အကြောင်းပြတာရှောင်ပြေးရလို့ရေငေရလည်းကြိုးမတင်မဲမင်းသားလို့ဖို့ကျွန်တော်ယူခဲ့တယ်တကယ်ချင်းတွေကမင်းသားယူလို့စားကြပြမကျွန်တော်မထင်နိုင်ပါဘုဘဝိုင်းလေးကလို့ရေငေကလည်းကြိုးမတင်မဲမင်းသားလို့ဖို့ကျွန်တော်ယူခဲ့တယ်ဗျအေးလေတကယ်ချင်းတွေကမင်းသားယူလို့စားကြပြန်ပါလေကျွန်တော်မရှက်နိုင်ပါဘုဘဝိုင်းလေးကလို့ရေဒီလိုနဲ့တပင်းစင်ပြမရွှေမင်းသားလေးဖြစ်ခဲ့ပါပြီကွယ်အောင်စပူရွှေမင်းသားလေးအောင်စပူပေါ့ဟေးချစ်သူလေးရဲ့ရောက်ခမကြီးတွေဒီအောင်ပြောထားတော့ဟေးအမေတမလေးဟာကာယောငါလွယ်လို့ဘာမှမလုပ်ချင်ဟေးချစ်သူလေးရဲ့ရောက်ခမကြီးတွေဒီအောင်ပြောထားတော့အမေတမလေးဟာကာယောငါလွယ်လို့မိသားတမကလေးကိုစဉ်းစားပြီးချစ်စေချင်ပါလေလုံးမအပြေမပြောနေချစ်တော်တမဟာစေ